အားလုံးမင်္ဂလာပါဒါလေးတွေကတော့ဂျိတ်ဟွာပေါ့6စင်းလက်ကောက်တွေပေါ့6စင်းလက်ကောက်တွေကိုထိုင်းကိုသွားတော့ဝေလာတာပါဒါတွေကထိုင်းကိုသွားတော့ဝေလာတာဒါအခုဒီမှာအင်္ဂလန်မှာတကွင်းကို30လောက်နဲ့ကျွန်တော်ရောင်းပေးမလို့စိမ့်စားထားတယ်သူတို့စီကလည်းဟိုလောက်နဲ့ရလာတာပါ20နီးပါးလို့ပေးရတာပေါ့လေဒီမှာကြောက်စင်းတကွင်းဝင်သူကလက်စွပ်တကွင်းမှာအလကားပေးလိုက်တယ်ဗျအပူလေးတွေပါတယ်လက်စွပ်တကွင်းမှာအဲ့တော့ဒီကြောက်စင်းဆိုရင်ကြောက်စင်းအစ်စ်တော့ပဲဟိုပေါ့အရေးသေးရှိတာတော့ပဲဟုတ်မလဲဒါပေမဲ့ဟောပေါ့ quality ညံ့နေကြောက်စင်းလက်ကောက်တွေပေါ့ဒါပေမဲ့ဒါလေးတွေဝတ်လို့ရှိရင်ပေါ့ကောင်းတာကတော့ဒီလက်ကိုက်တာတို့လက်နာတာတို့ဆိုလို့ရှိရင်လက်ကောက်ဝဲမှာဝတ်ထားလို့ရှိရင်ဒါနာကျင်ကြိုက်ခဲတာတွေတော့ပျောက်ကင်းတာပေါ့ဒါကတော့လက်စောလေးတွေပါဒါကြောက်စင်းလက်စောကျွန်တော်ပြီးခဲ့တဲ့နှစ်ကဝေလာတာပြောမေရောင်းမေနဲ့ဘယ်သူမှမရောင်းဖြစ်ဘူးဒါပေမဲ့အခုကတော့နောက်တစ်ခေါက်ပြန်သွားတော့မေလေထိုင်းကိုနောက်တစ်ခေါက်သွားတော့မေဆိုတော့ဒါလေးတွေကိုဒီလိုပေါ့ပေါင်30လောက်နဲ့ပဲကျွန်တော်ကရောင်းပြီးတော့သူ့ပုံစံတိုင်းပဲတကွင်းဝင်တကွင်းလက်စောအလကားရတယ်ပေါ့အပူပါတယ်ပေါ့အဲ့ဒါကြောင့်ဒါလေးတွေကိုကျွန်တော်ကရောင်းပေးမလို့ဝေမေးလို့ရှိရင်လည်းဒါ Facebook ကနေအကြောင်းကြားပေးပါဒီနားမှာဒီမြောင်းမြဖုန်းကြောင်းနားမှာနေပါတယ်เนาะဖုန်းကြောင်းလာရင်လည်းယူမယ်ဆိုရင်လည်းရတယ်ဖုန်းကြောင်းမှာကျွန်တော်ရှိနေမယ်เนาะဒါကတော့ထိုင်းကနေဝေလာတဲ့ကြောက်စင်လက်ကောက်လေးတွေပေါ့เนาะဝေမယ်ဆိုလို့ရှိရင်အကြောင်းကြားပေးပါဒါကတော့တကွင်းဝင်တကွင်းလက်စွပ်တကွင်းအပူပါပါတယ်เนาะဒါလေးတွေကိုကဲအားလုံးကိုကျေးဇူးတင်ပါတယ်နော်